အလုံးလုံးတဲ့သူတွေပတ်စံများများလို့ချင်တဲ့သူတွေမုတ်ဖို့များများရချင်တဲ့သူတွေအပတ်ပေါင်းစုံကငွေတွေဝင်လာချင်တဲ့သူတွေဒီစကားတစ်ခုကိုဘယ်တော့မှမပြောမိစေပါနဲ့စူဇန်ကိုရိုင်းကလည်းဒီလိုနီးပညာတွေနဲ့ပတ်သက်ပြီးတော့အရင်ကသိတော့သိခဲ့တယ်တိတ်ပြီးမလေးလာထားဘူးဒါပေမဲ့နောက်ပိုင်းမှာကြာတော့စူဇန်ကဒီပြောမယ်ဆိုရင် law of attraction နီးပညာလေးကိုလေ့လာတဲ့နောက်မှာစူဇန်တို့အနေနဲ့ကမကောင်းတဲ့စိတ်တွေကိုပယ်ရှားနိုင်ပြီဆိုရင်ကိုယ့်ဘက်ကအရာရာလွဲကူလာမယ်စူဇန်ကိုရိုင်းကလည်းဒီလိုပဲဒီလိုနီးပညာတွေကိုအရင်ကကြားဖို့တဲ့တိတ်ပြီးတော့အယုံကြည်မရှိဘူးဒါပေမဲ့ကိုရိုင်းကိုကြလက်တွေ့ဘဝမှာကြုံလာတဲ့အခါလိုက်ပြီးတော့ဒီရဲ့ law of attraction နီးပညာတွေကိုလိုက်ပြီးတော့ကျင့်သုံးလိုက်တာဆိုရင်ပို့ပြီးတော့မှလုပ်ငန်းလုပ်ရတာအဆင်ပြေလာတယ်လွယ်ကူလာတယ်ငွေရှာရတာပို့ပြီးတော့လွယ်လာတယ်အဓိကပြောရမယ်ဆိုရင်စူဇန်တို့တစ်ဖက်မှာအလုံးနေပြီမဲ့တစ်ဖက်ကကိုယ့်ရဲ့စိတ်ကဒီခေတ်ကြီးမှာရှားပါနေတယ်ဒီခေတ်ကြီးမှာဘလို့သုံးနေကြတာလဲငွေရရှာရခတ်လိုက်တာစသည်ဖြင့်အဲ့ဒီစကားတွေကိုမပြောမိဖို့အတွက်တတိထားရမယ်အဲ့လိုနှုတ်ကထွက်လိုက်တဲ့အတန်တွေဒီစကြဝဠာကြီးပေါ်မိတ်ခတ်ပြီးတဲ့အခါမှာကိုယ့်စီကိုမကောင်းတာရှားပါတာငတ်မော့ခေါင်းပါတာရှာရခတ်တာမျိုးတွေအများကြီးကြုံရတတ်တယ်ဒါကြောင့်မို့စူဇန်တို့တွေနဲ့အမြဲတမ်းပြောမှာကပတ်စံဝင်သည်ဖြစ်စေမဝင်သည်ဖြစ်စေအမြဲတမ်းတွေးရမှာဒီငွေရှာရတာအရန်လွယ်တယ်ငါကဘာလေးပဲလုပ်ချင်လွယ်ကူကူရတယ်ဆိုတဲ့စကားကိုသာအမြဲတမ်းရွတ်နေပါတေချာတာကစူဇန်တို့ရဲ့အတန်အဲ့လိုရွတ်နေခြင်းကြောင့်စကြဝဠာကြီးကသူ့အတွက်ဒါလေးတွေကလိုအပ်နေပါလားဆိုပြီးတော့ကိုယ့်စီကိုတခြားလမ်းကြောင်းကနေမှတစ်ဆင့်အမှတ်မထင်တော့ဝင်ငွေတွေပေးလာလိမ့်မယ်။သို့မဟုတ်လုပ်ငန်းကိုင်ငန်းတွေစီးပွားရေးလမ်းကြောင်းတွေဒါမှမဟုတ်အလုပ်အပ်တဲ့သူတွေအော်တာတွေအများကြီးထပ်ပြီးတော့မှတိုးပွားလာလိမ့်မယ်။ဒါကကြတော့စူဇန်တို့ငွေကိုအခုခေတ်မှာလွယ်ကူကူနဲ့ရှာနိုင်ဖို့အတွက်ကိုမိမိရဲ့ mindset ပြောင်းရမယ်။နီလန်းလေးကိုအရင်ဦးဆုံးလာပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ငွေကိုလွယ်ကူကူနဲ့ရှာရခြင်းနဲ့ငွေတွေမြန်ပွားလာခြင်းနဲ့ဆိုရင်တော့စူဇန်ပြောတဲ့အချက်ကလေးကိုလိုက်ပြီးတော့လုပ်ကြည့်ပါလို့ဗီဒီယိုလေးနဲ့မျှဝေပေးပါတယ်ဒီနီလန်းတွေကိုစူဇန်ကိုယ်တိုင်3နှစ်တိတိကျင့်သုံးပြီးဖြစ်ပါတယ်ကျေးဇူးပါ